အခုကတော့ဒါကျွန်တော်တို့ကလောမသွားခင်ညနေပေါ့နော်ဦးလေးရခိုင်းလို့ကျွန်တော်တို့ကြောဘိုးတဲ့တတိလိုက်ဝင်နေဟဲ့ပါတတိလိုက်ဝင်နေဟေးဘိန်းနဲ့တတိလိုက်ဝင်ဦးလေးရညကြရင်ကလောသွားမှာအဲ့ဒါည9နာရီလောက်ထွက်မှာပေါ့နော်အဲ့ဒါဒီညနေလေးအိမ်ကလူကြီးတွေကိုကြောဘိုးဆိုပြီးတော့ကျွန်တော်တို့အသီးလိုက်ရှာတယ်ဖြစ်ပါတယ်နှစ်ယောက်အသီးလိုက်ရှာအခုကျွန်တော်တို့ဒါဝယ်ပြီးသွားပြီပါနော်လူကြီးတွေကြောဖို့ဝယ်ပြီးသွားပြီဝယ်ပြီးဟာပြဈေးနှုန်းတော့မပြောတော့ဗီဒိုဆိုင်နော်ဗီဒိုဆိုင်ရှိတယ်ဗီဒိုဆိုင်ဘောင်းမီအောက်ကိုရှောအချိန်ကတော့ကျွန်တော်တို့ဒါ10:23ပေါ့နော်အခုဒါပြင်ဆင်နေတာဖြစ်ပါတယ်အခုတည်းတော့မထွက်သေးဘူးနော်ဒါကတော့ဖာပလင်းနေမောင်ရဲ့သူမိမရဲ့ဖာပလင်းနေမောင်သမီးနော်အချိန်က10:00ပဲရှော Hey darling ထားခဲ့ပါအဲ့ရုပ်တွေထားခဲ့ပါတောင်းလိုက်ပါလေ ဒါသူကိုင်းနေတော့ဖြစ်ပါတယ်အောင်ပြန်တွေ့မယ်နော်ကားပေါ်ရောက်ထက်ရိုက်မယ်နော်အေးရောအခုကတော့ကျွန်တော်တို့ကားပေါ်ရောက်ပြီပေါ့နော်ကားပေါ်ရောက်ပြီဆိုပေမဲ့ဒီကားကလောတော့မကားမဟုတ်ဘူးဒီကားနဲ့တော့မဟုတ်ဘူးနော်ဒီကားဆလွန်ကားဖြစ်နေတဲ့အတွက်ကြောင့်ဒီကားတော့တော့မဟုတ်ဘူးကျွန်တော်ဖုန်းနဲ့သွားမှာနော်ဖုန်းနဲ့သွားမှာ full average နဲ့သွားမှာအဲ full average စီကိုအခုသွားနေတာဖြစ်ပါတယ်နော်ဒီလို view ဆိုင်ကိုလို့အခုပြောတာ ကလေးလည်းပါတယ်နော်ပြန်တွေ့မယ်โอเค ဟောသဘောပေါက်ပြီ ဘိုးရလားဆက်လို့ရလား ကိုတော့ကားပေါ်ရောက်ပါပြီ အဲ့တော့မှ ကားရောက်ပါပြီ ကားပေါ်ရောက်ကိုကတကယ်စီးရမယ်ကားရောက်ပါတော့နော် ဘယ်မှာထားပြရ ဟုတ် ကားချင်းပါနော် ကလောပါ အဲ့ဆိုတော့ပေးမလား တို့ကလောပါနော်ကျွန်တော်တို့ကနောက်မှာ ဟဲ့ငါစမက်ကတယ်ဟုတ်ခီးကြောင်ရထည့်ခဲ့ပြီနော်မကြီး အငယ်ဆုံးဆိုတော့အငယ်ဆုံးတွေကနောက်မှာပေါ့နော် တပိထိုင်လို့ရလားဘိုးဘိုး6ပဲတင်ထိုင်မလိုက်ရှုပ်လို့ရဘိုးရှိတော့ခဏချက်လိုက် ဆုံးတယောက်ကြံနေနော်တယောက်ကိုစောင့်နေရပါ ဒီကိုအားကြီးတယ်ဒီမှာတူးပုံမှာ အဲ့တော့အခုကတော့ကျွန်တော်လမ်းမှာတော့ညလေသာစဉ်းစားတာပေါ့နော်ညလေသာစဉ်းစားကြတာပါအဲ့လေသာစဉ်းစားတာပါအဲ့လေသာစဉ်းစားတာပါနော်ဘယ်ကြီးတော့မရှိဘူးတဲ့တာနာညလေသာစဉ်းစားတာပါညလေသာစဉ်းစားတာပါဒါတော့လမ်းမှာညသာဝင်စားတာပါကျွန်တော်တို့ဟိုညလေသာစဉ်းစားတာပါဦးငယ်ရဲ့ဝင်းချင်းနဲ့ဆိုနော်အဲ့ဒါစဉ်းစားတာပါ ဘလောပြပြရရတယ်ဘလော ညသာစဉ်းမစားမှရမှာနော်ဘိုက်ဟောင်းလုံးနဲ့အိတ်မရောက်ဘူး ညကစားဆွဲတော့မရဘူး စားပြီးပြီအချိန်ကတော့12:53ကျွန်တော်တို့နော်ဒါလမ်းမှာဒါဘယ်နေရလို့ခေါ် ဒါဆိုရင်ဖျားကြီးကို ဖျားကြီးပေါ့နော်ဖျားကြီးငရမ်း6ဆိုင်မှာမုတ်စားပြီးတော့ကျွန်တော်ထွက်ပြီ ဖျားကြီးငန်းကြောက်ဆိုင်နော်โอเคဖျားကြီးငန်းကြောက်ဆိုင်ဟိုစားကြောက်သွားကြ ထွက်ပြီးအခုတနားကြီးပေါ့နော်ဟယ်လိုခုကတော့နေပြီးတော့ရောက်ပါပြီနေပြီးတော့မရီးယားစီးလေးလည်းတီးသွားပါနေပြီးတော့ရောက်ပြီနော်အခုကတော့နော်ပြောလိုက်အောင်နေပါပြောလိုက်အောင် ဒီရောက်ပါပြီ နေပြီးတော့ရောက်ပြီနော်နေပြီးတော့မှအလူကျော်စားနေပါတယ် လူရစားနေတာပဲ နော် ဒီကစားရအလူကြော်ကြီး ညဟိုဟာပေါ့တနားကြီးလောက်နေပြီးတော့ရောက်တာအဲ့ဒါနဲ့အမအိတ်လိုက်တာနေပြီးတော့ဟိုကအဲ့လိုဟိုကတော့ ဟာတော့ မနေ့6နိုင်မှဖြတ်လို့ရတယ်လား ဟုတ်တယ်ဒါစစ်စစ်ပါညာတကောင်လက်မခံနော်အားကြောင့်မလို့နော်โอเค အာမိတ်ပြ ဘယ်လိုအပေါက်ပြဘလို့ဆောင်းရဖြတ်လို့ရရင် အခုကတော့အချိန်8နာရီနဲ့29မိနစ်ပေါ့နော်ဒါမိထီလာပေါ့မိထီလာပါနော်ဒီဘာပြောချင်လဲနင်ဘာပြောချင်လဲဘာပြောချင်လဲပြောချင်လဲ အေးတော့ပြီလားဘာမှမပြောချင်ပါဘူး ကိုဘာပြောချင်လဲဟမ် ဘာမှမပြောချင် ခဏချက် အိတ်ရှင် မိချက်ရောက်တဲ့ဒီမှာခဏချက် အိတ်ရှင်ဒါပြဒါရပြီ အဲ့ဘာပြောချင်လဲ နောက်ဆုံးဆိုအချစ်ဘူးတွေဖြစ်ပါတယ်ရှင် ခဏချက်က လာသေးပါဘူးရှင်လာတော့မပြန်လာခဲ့ပါဘူးရှင် ခဏချက်ကတော့အိတ်ရှင်တာပေါ့နော်မကြီးလာကံပါမကြီးလာကံပါ ဒါမိတ်ပြပြန်လေ မကြီးလာမကြီးလာကံ ဘာကောက်ခဲ့မယ်မိတ်လာခဲ့ဒါပဲလေ ကောက်ဖို့တော့မ မကြီးလာကံ တယောက်ပြောဘူးဟောမကိုကြီးပိုင်မိတ်ပြပြန်ဘာကောက်ခဲ့မကြည့်ကြဘူးဒါကိုတည်း ငှက်ကြီးဘို့ဘို့ ဟုတ်တယ်သူကကရဝေးလို့ခေါ်တော့တယ်ကောနော် ငှက်ကြီးဘို့ဘို့ ကရဝေး မိရရမိဒီလား ကရ
ရိုဝေးဖောင်တော်ဦးလို့ဟာဒါကရိုဝေးဖောင်တော်ဦးစီဒီပေါ့ဒီစီဒီက မိထီလာအခုကျွန်တော်မိထီလာကို9နာရီမှရောက်သွားပါနော်မိထီလာမှာမိထီလာမျိုးကဝင်းသစ်ဆောက်ဝင်းထဲမှာဒီစိတ်ကြီးဆိုင်ရောက်တာပေါ့နော် ဘိုးလေးတော့ပါသားမယ်နဲ့ဟုတ်ရလားဟုတ်ဗျာဟုတ်ကြရဒီကိုကြီးမအတိုင်းပဲချက်ပဲလာတာချက်ပဲနဲ့တက်ရနေလေချက်ပဲနဲ့တက်ရဆိုမမချက်နဲ့ ထက်ရကောထက်ရကောပဲဆိုတာပါထက်ရကောပဲ အားလုံးကောင်း ထက်ရကောပဲဆွေးမိုးရနော် နေရာတော့ရှိတကုံဖြစ်ပါတယ် အမ နေသိမှာနော် အဲတကုံကြီးအဲ့ဒါအော်မင်းသွားရအောင်ငါသွားပက်လို့ရတယ် တို့ကတနားရီရောက်ပြီးတော့တယ်မဲနေပြီးတော့ငိုအိတ်နေလိုက်တော့အရင်တော့အဲ့ဒီလို ဘေးကလူမွေးတာဟုတ်တယ်တဲ့ဒီပါလေ ဟုတ်ကဲ့အားလုံးကနေပြီးတော့ရောက်ပြီ9နာရီထိုးပါတော့အိတ်တော့ ကျွန်တော်တို့ဂုံးထိပ်ရောက်နေရပါတော့အခု ဂုတ်ထိတ်လေးဒါဂုတ်ကဲထိတ်လေးမင်း ဟုတ်ဘူးနော် ဟုတ်လေ ဒါလေးကုန်တယ်ကြီး မသိဘူးဘေးကဂုံးထိပ်ဆို လေကွာ တို့ညမချကြပါဘူးလို့ပြီးလို့ရဟိုဟိနေတော့ပို့ဆိုးတယ်ပြီးစိတ်ကားတဲ့ပို့ဆိုးတယ်ညက်ကြတယ် ဘိုးချက်လိုက် စိမ့်စိမ့်ကြီးပါခင်ဗျာဒါတော့ဒါဟိုအမေဇုံတောကြီးဆိုဒါကြီးပါပဲအမေဇုံတောဒီထဲမှာဟိုကလေအနာကိုနာမွေကြီးတွေသိတယ်မလားအနာကိုနာမွေကြီးတွေဒီထဲမှာရှိတာအမေဇုံအမေဇုံ ဒီရိုက်တဲ့ဘလော့ကငါလည်းkuma အမေဇုံတောနဲ့ကြီးပါ နေတာတော့ဟိုတော့လိုက်တာရဲ့ wifi ဟော wifi ထပ်ပြီးလက်ရှိ ဒီပါရတဲ့မှာအဲ့ဒါသွားပြီးအမှလုံးဝနေတယ်ပြီးဆက်မပြောပါ ဘာတောင်ကြီးပါ 我把它不干嘛没事啊？ ဘာသာရုံးရှိနေပါပြီလက်ရှိမှာ 我把它没好不啊，不干嘛没事吧？你也不干多点吗？ ကဲအဲ့ဒါဆိုကျွန်တော်ဒီအခုကတော့ရောက်သွားပြီကျွန်တော်ဘာလို့ညာလို့ရောက်သွားပြီနော် ဒီဘလောက ဘာလို့ညာလို့ရောက်သွားပြီဟေးဘာလို့ညာလို့ လေရှမ်းပြည်လားရှမ်းပြည်မှာကျူတူပါကြီးလား ဒီမှာခဏလေးစကား အေးနော်နည်းနည်းမေးမယ်နော် စိတ်မကြည့်လို့ပါကြီး ပေးထားတယ်ပြီးမူရပေးထား ဟာလည်းမေးအောင်လေ ရှောင်း နည်းရှစ်တိုးလေ စိုက်ဖို့ရှောင်းဒီလိုတိုး ရှစ်တိုးလေ တိုးရမယ်စိုက်ဖို့နဲ့ဖုန်းနဲ့မမြင်ဘူးနဲ့ဟိုမနေရသေးဘူး မနေ့ကလေးဖိုင်နောက်ပြီနော် ရှမ်းမှာရောက်ပါပြီကျွန်တော်တို့စာရန်ကြီးထားတာတော့ရှမ်းပြည်နယ်မှာကြည့်လို့ပါကြီး ရှင်းရုံမရုံကချင်းပြီးတဲ့ကျူစပါကြီးမရေးလို့မရ ဒီမှာပါအိမ်လေးတွေပါဒါဒီမှာပါ I love ဗမာပြည် I love ဗမာပြည် မြန်မာပြည် I love ဗမာပြည် I love ဗမာပြည် အဲ့လက်ရှမ်းပြီးတယ် you love ဗမာပြည် အဲ့လက်ရှမ်းပြီးတယ်လို့ အာဟိုတော့နားဟိုနား 见面嘛，南京嘛。 ဒါတော့ ဘလောက I love မြန်မာပြည် 哎呀喂， ဒီမှာကလောကရဟိုတယ်ပါ နိုင်ငံဒုကလုံး 这个还要喂不喂？ ရှမ်းအိုးစီပါဒါတော့နော် 妈，这边来， တောင်မော်ကရှမ်းလေးရှော့ထလို့ပြေ 这边来。 တိုကတိုတဲ့ရှော်ကရှေ သူ့မောင်တွေ့ပြီသူ့မောင်မြန်မာသမင်းဆိုင်အမကြီးဘဲက လူမောင် အောက်ချမ်းလာလေ အေးမတူမအောင်မရေးတူ ရောဘာတော့ကျွန်တော်တို့ဒါ ဒီကိုစီဒီရတဲ့တူတူပဲအဲ့ အိမ်ကိုလိုက်ရှာနေဖြစ်ပါတယ်အိမ်ပြောင်းနေတာနေဖို့အိမ်လိုက်ရှာ သူချိန်သွန်းတယ်လို့တော့ဆိုဒီရရတယ် အဲ့တော့ဒီကနေသူပြတာလည်းဘယ်ပြတာ အိမ်လားမသိဘူး စံတာရှိ this is အိမ်ရှူးလိုက်ဘလူးလေးတယ်မလား စီရန် မလဲ IC ရန်တီးရ ဘာလို့မအိမ်ဒီဇိုင်းကိုရှူးလိုက်စမ်းကွာဒါကျွန်တော်တို့နေမဲ့အိမ်ကိုရောက်ပါပြီเนาะကျွန်တော်နေမဲ့အိမ်မှာဒါကျွန်တော် ခေါ်ဖို့လို့ပါလို့ ကျွန်တော်နေမဲ့အိမ်ရောက်ပြီးထွက် အမ ထွက် တို့ ပြ တွေကအင်ရတာကြနော် 这边嘛， အဲ့လိုလေးချစ်ကြတယ် 这边嘛，你要看你拜拜呀。 ဒီမှာ တစ်ချက်တော့ဆက်ပြီးပါမယ် 哎，没好不，哎，没好不。 တော့ကျွန်တော်ရောက်ပါပြီဒါเนาะ ကဲပဲဖွင့်နေတော့ဟေးဖွင့်နေတော့အောင်နော်ဖွင့်လို့ရအောင်နော် ဖွင့်ပြီနော် ဖွင့်ကိုပြောကြမှာငါတို့ကဒီလား ဖြည်းဖြည်းဖွင့်နေရ ခုကျွန်တော်တို့ဒါကလောရောက်ပါပြီเนาะ ရောက် ဖြည်းဖြည်းဖွင့်နေရလား ရောက်ပါပြီ ဟိုပြီးတော့ ဟိန်းနဲ့ဆိုးကြီးနဲ့ပါเนาะ ရှယ်လည်းပဲအားရရှယ်လည်းပဲပြီးပါလားဟေးမီးတာအဲ့ယုံလေးမိုက်တယ်ပေါ့နော် အာ ပြီးတော့လို့ငါတို့ရ ဒီကဘာလို့အိမ်ကြီးကအဲ့လိုအချူကြီးနေဖြစ်နေကြ အော်အဲ့လိုလှဆက်လာတယ်သူတို့ရဲ့ signature ပေါ့ စိတ်မနော်
ဘောမီအောက်ကိုရှောရှိုးလိုက်အောင်မကျင်းအိမ်ကိုရှိုးလိုက်အောင်ဟာရှိုးလိုက်အောင်အပြစ်တွေပဲထိုင်ပြောနေမင်းတို့မကြိုက်လဲဟိုခေါင်းတို့အဲ့ဒါငါတို့အိမ်ကိုဒီလိုပဲစောက်တော့မယ်လေဘာလို့အဲ့လိုလမ်းနေရဒီကအင်ဂျင်နီယာတွေတော်တာများလားမသိနော်ဒီဇိုင်းနေဒီဇိုင်နာတွေကရောက်ပါပြီကျွန်တော်တို့ဟာလားမို့ညီမလေးကြောက်တဲ့နေလို့မရဘူးလေ ကျွန်တော်မျိုးမျိုးမေးပြီးမှခဏလေးတော့ရှိတယ် လမ်းလိုက်တာအိမ်ပေါမီယောကိုရှောပေါမီယောကိုရှောပေါလာလာပေါမီယောကိုရှောအခန်းကိုလည်းကြည့်လိုက်ပါအောင်တာကြီးอ่ะမင်းတို့ရှိုးလိုက်ပါအောင်အလိုင်းပါ အိမ်သားလေးခဏတက်နေရပါလေဘာလဲ အေးအောင်ချက်အပူကအဖုံးဆက်တယ်အိမ်တကားတော့ပြောင်းလို့ခတ်သွားနေတာလေ အဲ့တော့လည်းခဏနေတာ ဟောမပြောင်းလဲတော့ဘူးเนาะဟုတ်ခုကဒါကျွန်တော်တို့အိမ်ကိုရောက်ပြီပေါ့နော်ကျွန်တော်တို့ဒီငားထားတဲ့အိမ်ကိုရောက်ပြီပေါ့နော်ဒီရက်ကခါကြီးရဲ့ကြီးဆိုတော့အခန်းထဲကပြည့်တယ်နော်ခန်းထဲကပြည့်တယ်ဘာပြောချင်လဲကိုစိုးကြီးပါ အကုန်လုံးပြောမယ်ကျွန်တော် ကိုစိုးကြီးဒီနေ့ပါလေးပြောပါဦး ကိုကြီးပြောတာကိုကြီး ကိုစိုးကြီးကပင်မနာပါလေသူကကားမောင်းနေ ကားမောင်းတော့မားပြောနိုင်တော့ ကိုစိုးကြီးကသူကတယ်လီဖုန်းမောင်း ကျွန်တော်ပြောတာမယ် သူကတယ်လီဖုန်းဆက်ချင်တော့ဒါပဲသူကတော့ကိုစိုးကြီးကတော့သူကတည့်မှာသူကကားချင်နေခုံချင်နေပေါ့လေဟုတ်တယ်မလားကိုစိုးကြီး အပြင်ကဒါလေးယူရတယ်ကိုနဲ့ပါဒါလေးယူရတယ်ဟုတ်ကိုလာမလေး ကားချင်နေ ကျိုးကြီးနော် 60နည်းနည်းကကျနေခေါင်းညာလား ခုဒါဥငယ်ကသူအောက်ထပ်မှာအိတ်မယ်ပေါ့နော်ဘာလို့အိတ်ရလဲဆိုတော့ဒီရေခဲတတာနဲ့နီးလို့ပေါ့နော်ရေခဲတတာထဲမှာဘီယာထဲထားတာဘီယာနီးနေတာရှင်တော့လို့ရအောင်အောက်ထပ်မှာနေပဲတဲ့ ကိန်းတော့ဖက်ရှင်နဲ့မပေါ်ဘူးပြေး ကိုနဲ့ပါဖက်ရှင်လေး သူတို့နှစ်ယောက်ခုနရံဖြစ်နေကြပါနော် ဘီယာပြ သူတို့နှစ်ယောက်ခုနရံဖြစ်ဒီမှာ ဘာရှင်ဖြစ်တယ်မဟုတ်ဘူးအစိတ်တော်နေ ဒီမှာဘီ ဟော AC ဖွင့်ရတယ် AC ရိုက်လေ အေးစပ် စီပွန် ဒီ လာ တဲ့လေ ဒီစီမလို့ပါဝဲ ဘောင်မီယောကိုရှောဘယ်ကိုသွားနေလဲ ညဘီဟောရရပြီနော် ဘောင်မီယောကိုရှော ဒီဟာလေးကကောင်းမလေးလေးရောက်ပြီနော်ဘောမီယောကိုရှောဘောမီယောကိုရှောဘောမီ ခုကတော့အချိန်က4:09မိနစ်ပေါ့နော်ကျွန်တော်ဒါဟိုကလောရဲ့နေရာလျှောက်လည်မလို့ပေါ့နော်ဒါကတော့ ပြန်ပြေးမြရတော့ဒီကလာလို့ဝင်အောင် ရော့ကာချင်းယူတက်တာပေါ့နော်ရော့ကာချင်းယူတက်နေတာဖြစ်ပါတယ်ဟုတ်တယ်ဒါတော့အခုကျွန်တော်တို့ဟောပေါ့နော်ဟိုညနေပိုင်းလေးလျှောက်လည်မှာပေါ့တည့်ရအချိန်ကတော့4:00ပေါ့ညနေပိုင်းလျှောက်လည်မှာ ဟုတ်အဲ့ဆိုမဟုတ်လေဟိုခုပြောလိုက်မလားဒါမှမဟုတ်လို့ရှိရင် လက်ရှိတော့မထိုင်ကျင်တာကိုလည်းမပြောလိုက်တယ်။ဒါစီပါစီ ဖွင့်လိုက်တယ်နော်အမညာ ဝေးဘာပြောချင်လဲ မားတယ်တယ် ဟိုညနေ4:00ပေါ့နော် तू ကတော့ ထိုင်ရှင် तू ကတော့ခဏတော့အိတ်ထားတယ်2နာရီလောက် तू အိတ်လိုက်ရတယ်ပေါ့နော် ခဏတော့ထပ်မို့တော်တော်ကြီးရတယ်ဟိုရှင်သေး ရီတော့မချိုးရသေးဘူးနော် ဟာမင်းလည်းပါလေ ဟမ် तू ကတော့ရီချိုးပြီးပြီ လှလာလေးပြီးပါ လုံးဝဓာတ်ပုံတွေပါရိုက်ဖို့လုံးဝလှတွေပါပြင်မိသားပေါ့နော်2နာရီလောက်ပြင်မိသား တောင်ကြီးကိုတော့ဝင်တူ ခုကတော့ကျွန်တော်တို့ဒီညနေစာပေါ့နော်ညနေစာစားပြီးပါပြီညနေစာစားတော့မရိုက်လိုက်ရဘူးပေါ့နော်
လိုက်တော့လေ ဘာလို့မရက်လိုက်ရလဲမေ့သွားစားကောင်းလည်းစားမေ့သွားအဲ့ဒီနာအကင်ဆိုင်မဲ့ဗျာအကင်ဆိုင်လေးမှာစားလိုက်တာနော်အကင်ဆိုင်လေးမှာစားအခုကတော့ဖြိုက်တောင်သွားမှလည်းပဲသွားမှလည်းတော့မသိဘူးနော်သူတို့ဆွေးနွေးနေကြတယ်ဆွေးနွေးတဲ့တပ်ပွဲပဲဖြစ်ကြတော့ လေးကမစောရ ဒီစားဘူးရလား ထိုးလို့ရတယ်တဲ့ လိုက်မိုင်းလိုက် နှခမ်းနေမစိုးရ သူ လို့ နှစ်ယောက်က တခန်းနေမစိုးနဲ့ ယောက်ကဆိုပြီးတော့ ခမ်းနေမစိုးရလို့ အဲ့တော့လေဝဲပေါ့နော်လေဝဲဟင်းပါ ဘယ်လိုဘယ်လိုကြ လေဝဲဟင်းပါ ဘယ်လိုကြဟိုရတဲ့နှစ်ယောက်တော့က ကျွန်တော်ဖြိုက်တောင်ရောက်ပါပြီ ကြောက်တိုက် ကိုစိုးကြီးရဲ့ကိုဟင်းကြီးရဲ့ကိုစိုးရဲ့ကိုဟင်းကြီးရဲ့ တော့ကိုစိုးကြီးကနောက်ကပါကိုစိုးကြီးတယ်လီဖုန်းမှာ ကိုစိုးရဲ့ကိုဟင်းကြီးရဲ့ ဒါတယ်လီဖုန်းကိုခေါ်ပါတယ်ဒီကောင်က နော်ဒီလာရေးမိုက်ဘာပြောချင်လဲပြော မိုက်တော့မယ်ရုံပြုံး ကိုင်းနဲ့မိုက်လိုက်ဖက်နေမှုကြည့်တဲ့လိုက်ဖက်နေမှုကြည့်လိုက်ဖက်လိုက်ကြရခင်ဗျကဲကြော်ရှူခင်းနေပြောအိုးမရှူလိုက်ဟဲ့ဟေးပြိုက်တော့ရှူလိုက်တော့တန်နေကြနေတန်နေနားမှာချူရလားပူတီစားပန်းကင်းနဲ့ရောက်နေပါပန်းကင်းနဲ့ရောက်လို့ဒီပန်းကင်းထဲမှာဓာတ်ပုံရိုက်ဖို့2000ပေးပြီးဝင်ရတယ်နော်အဲ့တော့မကောင်း ဟာလာဒီမှာကိုကူးလိုက်လေ လွတ်တဲ့နေရာရအောင်လို့ရအောင်ဘက်ကနေပြန်အောင်နေ ကူးလိုက်လေ နေတယောက်ပြီးတယောက်ဝယ်ပါ ဘာမှသူတို့ရိုက်နေလက်ရှိရကြတာပုံစံ ဒီမှာတော့ ကြားတဲ့ဝင်မေးလို့ဟိုကကြားတဲ့ဝင်လာမယ်အဲ့ဘက်ကရက် ဒါကလေးတွေပေါ့နော်ကလေးတွေပြောအောင်ဆိုပြီးသူတို့ရိုက်ချင်လို့ဆိုပြီးတော့သူတို့ရိုက်ခွင့်ပေးတာပေါ့နော်ကလေးတွေပြောအောင်ဆိုပြီးတော့ကလေး3ယောက်ပေါ့နော် ဟုတ်လား ကလေး3ယောက် ကလေးဒီသူတို့ပူဇာလို့ပေါ့နော်သူတို့ဒီပြိုက်တိုင်မှာရိုက်ချင်တယ်ဆိုလို့လာခဲ့တာပေါ့သူတို့ပူဇာလို့လာခဲ့တာပေါ့နော်ကလေးတွေဒါကလေး ဟိုဘက်တော့ဆို အမျက်မှန်တော့မလို့ပါဘူးနော်ညနေဆောင်မျက်မှန်ဝေးတယ်စောက်ယူလို့ပဲပြောခံရတော့ ရပြီ ငါတို့လည်းမနိုင်ရပြောသမီးလည်းခဏခိုင်းတာ သမီးခဏထွက်နေ ဟာကလေးကိုပါထုတ်တာဟဲ့ ခဏရှုပ်တယ်တော့ ဘလို့ပြင်းတယ်လဲအဲ့လိုကြီးဟိုမသိလို့ ဦးငယ်စမိုင်းလေးဦးငယ်လေ ဟိုအဲ့လိုပဲအမြဲတမ်း မိုက်လက်လေးကင်လေးကင်လိုက် တိုင်းအဲ့လိုတော့ မိုက်ဟိုအကျဉ်းသား ကျင်နာပေးလိုက်လေကျင်နာပေးလိုက်အောင် ပါတော့နန်းပါမိုက် ပြောလိုက်လားငါစကားတွေပြောနေတယ်ငါ ဒီမှာပါဒါဒီဘက်မှာလည်းရိုက်နေကြပါနော် ကျင်နာပေးလိုက်ဒီမှာခရစ်စတီနာဒီမောင်နှမ2ယောက်ကလည်းအပြန်လည်ရိုက်နေကြပါတယ်နော် ဖိုက်ကိုရင်ဖိုက်ဆောင်လိုက် ဟောလေရိုက်တောင်ယူနောက်ခံတာပြီးရိုက်ဒီပန်းကင်းနဲ့ ဒီမှာ vlog ထဲမှာပါဝိုင်းနေတော့နောက်မှတောင်းကြီးနဲ့အာမိုင်းနဲ့ကွက်တီပဲ ငါဟိုကလာအဲ့ငါဟိုကလာ နေဟိုကလာငါအဲ့ဘက်ပြန် ရတာငါဘိုင်းမပေါ်ပါအေးလိုက်တော့ โอเคဟုတ်လားโอเคလား လာလာ ရော တို့တူရရိုက်နေ အခုတော့ဒါပြန်ရောက်ပြီပေါ့နော်ကျွန်တော်တို့ ကားရုပ်ကိုလည်းကြည့်အောင် ပြန်ရောက်ကား ကားရုပ်ရဲ့အခြေအနေကားရဲ့ဘာညာအနေထား ကား ဖို့ ဖို့ ကြီးလည်းပြီးထုံးလိုက်ကားဒီဇိုင်းကလာဘာညာအနေဒီဇိုင်းကလာဘာညာ ပပလဲ တော့စုတ်တော့ပါ မင်းပပလဲကို change တွေလာပြစ်မဲ့လောင်ချာတွေကောင်းမလေးချစ်သူဘစရကြိုက်တဲ့လီမေဟိုရဲ့ကောင်းမလေးဟုတ်လား တန်းစီကျင်စိတ်နဲ့ ဒီကားနဲ့ပေါ့နော် တန်းစီကျင်စိတ်နဲ့လာတော့ လာပြီနော် အားကားလမ်းဟာကွာအဲ့လမ်းနဲ့တက်လာတယ် ဟိုဒီအိမ်တိန်နဲ့ဝရဏမပါလားတဲ့ကွနော်ပြ ပါဘယ်နာ ပါလားဘာလို့မတက်ကြ မဘောရတော့မြောက်ဘယ်နာဒီဟာပါ ကိုခေါ်ရဆော်လေးရပြီနော်ကိုခေါ်ရခေါ်ရပြီ ဘူးရှော ခေါ်ရခေါ်ရပြီ အဲ့တော့ဒီမှာအငယ်ဆုံးနေဆိုအသိတဲ့အတိုင်းပဲပြော ပြည့်နေတော့တော့ ခေါ်ရဆော်လေးရပြီ โอเคရအပြီးလာခဲ့နော် ဟို
ပြီးနာခဲ့ပါဦးပြောရရရ 36နော်ဟုတ်အငယ်ဆုံးနေဆိုတည်တဲ့အတိုင်းသူတို့ကကကျင်ခုံညင်ရတယ်ဒီလိုပေါ့နော်ဒါအဝင်ပေါ့ဒါညာကင်းပေါ့ညာကင်းဂိုင်းကျုပ်တို့ရှိမယ်ဒီမှာဝင်ပြီးဆိုရင်ဒီမှာနော်ဒီကအာကီတက်ချာဆောင်းမိုက်တယ်ပေါ့နော်ထမင်းကြော်ပေါ့နော်ထမင်းကြော် တော်တာမဟုတ်ဒီမှာနန်းပြူရောရှင် ထမင်းကြော်လုံးနေကြ ဘိုင်းပြီးကြော်နေပါလား ထမင်းကြော်လုံးနေကြပါထမင်းကြော်လုံးနေကြပါ ကြော်လုံးနေပါရဲ့ မြို့တော်ရဲ့မာကြီးက ဒါတော့ဟိုကျွန်တော်တို့ရုံးရဲ့ဂေး ထမင်းကြော် ဟဲ့ကျွန်တော် ထမင်းကြော်လုံးနေကြပြီပါလားထမင်းကြော်လုံးနေကြပါဒါတော့ကျန်တဲ့ တော့မိုက်တယ်နော် အရာအခုကတော့ဘောလုံးဝဲကြည့်တဲ့အချိန်ဖြစ်ပါတယ် မို့တော့ကန်တင်းကပြီး ဘောလုံးဝဲကြည့်နေရတာပါ အဒုတကမို့ကန်တင်းမနေရာမှာတော့ Brian ပွဲ အရှိမ2စီးနဲ့9နေပါတယ် Armadillo နဲ့ Bruno ရောက်ရှိနေမယ်ခင်ဗျ ချယ်ဆီဘန်အိတ်နေတာပါချယ်ဆီဘန်စိုးကြီးပါ လက်ရှိမှာတော့ကန်တင်းမဲ့သူကတော့ကျွန်တော် 2စီးနဲ့9နေပါတယ် ပြောလို့ရှင်တော့ ဂိုးမလားတော့မသိ ဖေချီအတန် Brian Ambumo ကကန်တင်းမဲ့သူတော့စိတ်ထဲမှာထင်ရတယ်ခင်ဗျ Brian Ambumo နဲ့ Bruno Fernandes တို့နှစ်ယောက်နေရာယူရတယ်ခင်ဗျ Bruno Fernandes မှာတင်ပြီးရတယ် ဂိုး2စီးနဲ့9နေတဲ့ကလောသွားတဲ့နေ့မှာမန်ယူ9နဲ့ နော်အနေငယ်အားပြော့သွားတယ်ဗျာ လို့ရမလဲ နောက်တော့မှာ Bruno Fernandes တဲ့လိုက်ပြလာတယ် penalty ပြီးလား ဟယ်လိုဒါတူပါဆိုတော့ဒီတူဖိုင်လုံးမကြတော့တောင်းရိုက်နေကြတယ်တဲ့အမအရှင်းမတောင်းရိုက်နေကြပါတယ်ဆင်းရခွန်နိုင်15ပါနော်ဆင်းရခွန်နိုင်15ဒီနေ့ကတော့ကလောကထွက်ပြီးတော့တောင်ကြီးတို့အင်းလေးတို့သွားမှာပေါ့နော်ခွန်နိုင်15ညလည်းချက်စီပွဲကြည့်တယ်ပေါ့နော်ချက်စီပထမပိုင်းကြည့်ပြီးအိတ်သွားပါပေါ့နော်မနေပါကိုစိုးမော်နီလားကိုစိုးမော်နီသူတမောရိုက်နေကြတာပါကြည့်လို့မယ်နော်ကျွန်တော်တို့အခန်းပေါ့နော်အခန်းဝရဏပေါ့အခန်းဝရဏ view လေးပေါ့နော်အခန်းဝရဏ view လေးပါဒီမှာဆက်နေကြတော့ဆက်နေလို့မရတော့ဒီနေ့လည်းငှားထိုက်လို့ရှိတယ်ဟိုတော့အချိန်ကတော့9:45ပေါ့နော်ပြန်မယ်ပေါ့နော်ပြန်มาဖြစ်ပါတယ်အောင်မနက်စားပါနော်မနက်စားပြီးခီးဆက်ပါနော်ဆက်ပါနော်ပြရရောပြီးတော့ဘာလို့လဲဘယ်လိုလဲနောက်လာအားလုံးစားနေကြတယ် ငါတို့ခွဲတစ်ခွဲလောက်ရိုက်နေ အဲ့လေရိုက်မယ်မင်္ဂလိုရှိမှရ နောက်ဆုံးမှဆင်းလာတဲ့ဘလော့ကပါငါပြောပြမယ် အဲ့ဟုတ်ဘလော့ကပါ အားလုံး ခင် စား ဗျားစားလို့ကုန်ပြီးပါဆင်းလာပါတယ်အစောကြီးလက်စပြီးထားပြီးတော့ morning vibe လည်းမပြပါဘူးတောင်းဖြစ်ပါလေရှင် ဘယ်တော့မှလဲစအောင်ရတယ်မရေထက်နာမလား ရှမ်းပါပဲ နာမလား လေဟိုဘက်ဒီပါ ငါတို့ပုံလို့ပြီးလို့ပြရမယ်လေတော့ရမှာပါဒီဒီမိကြီးဖြစ်တာ ဟာရန်လာပါပြီ အဲ့ဆိုဒီကနဲ့မြက်လာလို့ ပို့လာလာပို့နေမို့ကြီးရ ရတာမြက်လာလို့ဟဲ့ ရတာချူတယ်ပေါ့နော် လည်းညက်ပြီးပါလား ဟိုက်လာ ဒါနဲ့ ကြိုက်လားကြိုက်အောင်ပါပေးပြန်ပို့ပေးပြန်ပို့ပေးစေချင်အောင်ပါပေးလိုက်တော့ရောနှခမ်းတုတ်လာနှခမ်းတုတ်လာပေးနှုတ်ငါပါရင်ညစ်တော့ကုန် နောက်မှရတာပြောပြမယ်နော် အတူပဲ ပြန်ပို့ပေးအောင်ဒီပုံပို့ပေးအောင်လား လာတယ်ညာလေးနဲ့ ပို့ပေးစေချင်အောင်ပါပေးလိုက်မပို့ပေးငါဖြတ်ပြမှာဖြတ်ပြီးတော့ တို့ပြောင်းနေရရပြီပါ ဖြတ်ပြီးနော် ဒါ အောင်ပေးလိုက် နော် အောင်ပေးငါမပို့ငါဖြတ်ပြမှာ ရတာချူတယ်ပေါ့နော်ရှမ်းတော့ရတာတော့ ဒီမှာဆက်ပြည့်လေလောကကိုစားတယ်မှာဆက်နေ ရတယ်မကြီးအဲ့တော့ကလောကအိမ်လေးတော့နော်ကလောကအိမ်ကတော့အားလုံးသိတယ်ဒါအဲ့လိုချွန်လေးပေါ့နော်ကားလေးဆိုလဲကလောကအိမ်လေးတွေပါကလောကအိမ်လေးတွေပါအိမ်ကအိမ်လေးတွေအဲ့လိုအချွန်လေးပြန်ဆောက်မလားလို့ကိုကတော့ဒီဟိုပါကလောပူတာယုံတော့ဟိုပါထင်းငယ်နေရာကြီးတောင်းမယ်ပေါ့နော်သွားပြီး
တောင်ကြီးတို့အင်းလေးတို့ဆက်သွားမယ်ပေါ့နော်နေလာကပ်တဲ့ပြီးတော့ရီဒါမင်းတွေ့ချက်ချူရဆိုမနေ့ကဘာပြောချင်တော့ မော်နီပါဦး မော်နင်းပေါ့နော်လုံးဝပါလုံးဝကလောအင်းလေးတွေအဲ့လိုချွန်းလေးတွေပါ ဒီမှာရောက်ရှိနေနေရတော့ဒီမှာ အိမ်ခေါမိုးလေးကြီးညိုလေးကြီးက ပေါမိုးတွေပြပြကြီးဆောက်ထားတဲ့ဟိုရန်ကုန်နဲ့တော့နည်းနည်းပွားချားတယ်ပေါ့ပြော ကိုတော့ဒါနှီးဖျားပါနော်ကလောနှီးဖျားပါ ဒါကကြည့်နေကျွန်တော်တို့ကဒီဘာလို့မရဘူးဘာလို့ကြည့်နေကျွန်တော်တို့မိပြောင်းနေရတယ်ပါတယ်ဟုတ်လားအဆင်ပြေလားဘရောဒီလား တော့ကလောကော်ဖီပါကလောရဲ့ဘာကော်ဖီ အဲ့ဒီကြီးကြီးလေးပါ ကော်ဖီဆိုခါခါတောင်းပြီးတယ် ထားတော့ကြမှာလေ တဲ့လူချင်းဈေးတက်တာထားတဲ့လူချင်းလည်းဒါလေးလုပ်ရမယ်နော် ဘိုက်တိတ်တော့ အဲ့တော့နော်ဒီမှာကလောဟွာရှိတယ်ကော်ဖီဆိုင်ရယ်ဒီမှာကလောနိုင်ဒီနေ့မဆက်မကောင်းဘူးကလောနိုင်ရှိတယ် 对，你也来了来 hot chocolate hot chocolate 哪有来这来？ lo အဲ့ဒီကတော့ကိုယ်ကိုယ်ရင်တယ်မလို့အာက အဲ့လောက်ကြီးတော့အေးတာတော့မဟုတ်ဘူးเนาะကလောမှာအဲ့လောက်ကြီးအေးတာမိုက်ပြပြလိုက်အဲ့လောက်ကြီးအေးတာမဟုတ်ဘူးเนาะ ဟုတ်တယ်ပဲများပြောဝကြတယ်လွေးတယ် information အမှားတွေပေးပြီးတော့လူတွေကတို့ဒုက္ခပေးလို့တက်တယ်လားလွေးတယ် အဲ့လောက်ကြီးတော့မအေးပါဘူးကလောမှာဒီတိုင်းပဲเนาะအေးလည်းမအေးဘူးလည်းမဟုတ်ဘူးဒီလိုပဲเนาะတအနွေးတွေယူလာလို့သာခြုံထားတာ ဝတ်ထားတယ် အေးဝတ်ထားတာအဲ့လောက်ကြီးမဘူးအဲ့လောက်ကြီးမအေးเนาะ နေပဲကြည့်နော်နေလို့ကောင်းနော်အေးနော် ကောင်းပြီအောက်ကိုရှော အောင်ပြီအောင်ချောနေပြီလားတော့ကနိုင်တယ်နော် ဖုန်းလေးစပေါ်နော်တန်တာရာ ဘာယူလို့လဲဘာယူခေါ်နေဟမ်ဘာယူလဲထားလို့မထားတော့ဒါနဲ့ရိုက်မှာဒါနဲ့ရိုက်မှာလေ ရောက်ပါပြီရှောက်ပြန်ရောက်ပြီဟေး ဟိုရင်တော့မယ်ရောက်ပြီလားဟေးငါ confident ငါ so high manager ခေါင်းမှုချိုးပလိုက် ဒါမှလူရှင်းတော့ရေးပေးဦးဘယ်ကူရာမှလွယ်ခဲ့ကြတာလဲ ဒါကျွန်တော်တို့ကလောဘူးတိုင်အောင်ရောက်ပြီပေါ့နော်နောက်မှကလောဆိုင်ပုတ်ပေါ့နော်ကလောဆိုင်ပုတ်မြင်ရလာမယ်နော်ဟုတ်နော်ကလောဆိုင်ပုတ်ဓာတ်ပုံတွေပဲရိုက်ပြီးသွားပြီပေါ့နော်အဲ့တော့ကျွန်တော်ဒီအင်းလေးတို့တောင်ကြီးတို့ဆက်သွားမယ်ပေါ့နော်ကလောဘူးတာပါဒီမှာကလောပြအော်ဒီမှာဆိုင်ပုတ်နော်ကလောဓာတ်ပုံတွေပဲရိုက်ပြီးသွားပါပြီနော်မျက်မှန်တက်လက်နဲ့လှုပ်ရှားတာရုပ်ကဆိုးတော့မျက်မှန်တက်တာမျက်မှန်လေးတက်တော့နည်းနည်းရုပ်ကလည်းကြည့်လို့ရုပ်ထွက်လေးလှအောင်ပြန်ပါပြီခုကတော့ဒီမှာနော်ဒီဟာလည်းရှိတယ်ကလောလေကလောရဲ့ဒီရထားကြီးပါနော်လူကအရမ်းများတယ်ဒီဓာတ်ပုံရိုက်ဖို့အတွက်အများကြီးပဲပြစ်သိရိုက်နေရတာဝင်မရိုက်တော့ဘူးတော်ဘူးပြလိုက်တယ်ရမ်းများသူကရမ်းများတယ်ဆိုမရိုက်တော့ဘူးဒီမှာပြလိုက်တယ်